ဝမ်းချေကိုတို့ နေရအခုနေအဖေရလည်းဆိုင်လို့နေအနေနဲ့ပါသွားတာတော့နေဘယ်နဲ့မရှိ အာဒီမရှိပြီကိုကြီးညီမလေး16ပြီပြီလေမမချင်တော့ ပြေရပြော အာနင်းရခိုင်30ရှိပြီ ဒီကတော့မရှိသေးလား တကယ်တမ်းတော့ကိုကြီးရလူတွေကညီမလေးကိုမေးတယ်အိမ် တ တော် မီးမင်းတော့ပြောဒီဝန်တော့ ဟိုယောက်ျားမရတာယောက်ျားမရတာယူချင်တယ်မရတာ ယူပါတော့လား မရဘူးလို့ကျန် ယူပါလား ဟောကိုကြီးရယောက်ျားမိဘလုတ်ကျွေးနေတာဒီနေ့လေကျမတူရီတော်သမီးဆိုတော့ကျမမိဘလုတ်ကျွေးနေတော့အင်းတော်မစင်စားသေးပါဘူး ဒီကလောက်ပြနေတော့ ခုကြောင်နဲ့မိဘလုတ်ကျွေးရမှာပေါ့ ဒီမှာပါလား ဒီကတည်းကဘာလို့ဆက်တာမကုန်ဘူးလေငကုန်းတို့ဆက်နေလို့လို့ဆိုဘယ်ဒီကောင်မဟဲ့မလို့စားတော့ဒီဘာလို့ဆက်တာမကုန်ဘူးလေမဆက်ဘူး အတူမခိုးကြနဲ့နော်အတူမခိုးကြ တ နဲ့ ခါလေးဝင်ဒီတကလုံးထားနေတယ်စဉ်းစားလေဒီရတဲ့ခါလေးအားလုံးဆက်မကုန်ဘူးလေမင်းလည်းငါပြောနေတယ်မိကောင်းတယ်မပြောနေတယ်ငါလူကိုသူ့ပြီးကြည့်လာတယ်ငါလူကိုကြည့်အောင်ဆက်လိုက်အောင်စဉ်းစားလေပျောက်တဲ့ဆက်တာပျောက်တဲ့ဆိုရမှလို့ဒီလဲပါအခုတော့မဆက်ခိုင်းဘူးငါကြောက်တဲ့ဆက်တယ်မဆက်ဘူးလက်ရောက်သူ့လက်ရောက်ဆက် သူကစပြီးနေပြီမင်းကမပြန်နေတာ တခါတလေကူတော့မသူ့အောင်ဒီဆိုင်တော့ဘူးဆက် ကလေးတွေ ဒီတော့ငါဆက်တယ်မဆက်ဘူး ရှောက်ကြနေတာအတူမခိုးကြနဲ့ဟဲ့မြေကိုမျိုးတော့မှာ ဖိရင်ကတော့ဖရီးရဲ့ငါကြောက်တော့မျိုးကိုဆက်တယ်စဉ်းစားနေ အဲ့ဒါဘေးဖေးလို့မကုန်တော့ဘေးဖေးအဲ့နာမည်ပြောင်းလိုက် အဲ့လိုတော့ အဲ့ဘေးဖေးကနို့ညာ ဟာလို့လား သူ့ညာလို့မင်းဆိုနေရတာအဲ့ ကဲကတော့ရေကွမ်းချေကျမဘုံဘုံအားရမခဏလေးဆောင်ပေးပါဗျာနော်ဘာလို့လဲဆိုတော့ငင်းငင်းနဲ့ရောက်တော့ရောက်ခဲ့မှာကျမလင့်ကလိုက်ပါမယ်ရှင်ဘာလို့လဲကိုဝမ်းချစ်ကိုလည်းချစ်ပါတယ်တကူတကခေါ်ထားပါတယ်အဲ့တော့ကိုတို့ဝေကိုဝမ်းချစ်ငင်းငင်းခိုင်မောင်မတော့အငင်းငန်းလေးစုံတော့မှာကိုကြီးတို့လည်းဒေသလေးရင်းနေအောင်တစ်ဖက်အင်ကြည့်ကြတယ်ဒီလိုဆိုတော့မကတော့ငိုကြရမှာဆိုတော့ ဆရာတော်ဖြစ်ပြီးဒီမက်ကိုမရှိဘူး တကယ်သိသိရှိနေတာလေ ကဲအဲ့တော့အကိုတို့ကြီးတို့လည်းတိတ်တဲ့ရီပါစီမောပါစီနော်တော့ခဏတော့ကလေးတွေမေ့အောင် ဒီနေ့ကတကောင်ထုတ်တာနားတော့ ကဲအဲ့ကျမကမယ်ရှင်းကမယ်ဆိုတော့ဗာလဲလို့မင်း ဆရာတော်ဖြစ်ပြီးတော့ နားကြည့်တယ် ဒီကတော့နောက်9000မလားမဖြစ်ဒီတိုင်းပြောနေလို့ ကဲအဲ့